Allow media ခေမဟုတ်ဘူးအဲ့ဒီအတွက်နည်းနည်းတော့သိခံပါ Allow media ခေဆိုတော့ဒီကောင်တွေခေါ်ပြီးပါရိုက်လို့ရတယ် Allow media ခေမဟုတ်ဘူးတိုးတော့ကျွန်တော်မြန်မာနဲ့ယိုရီးယားဘာမှကွာတဲ့နိုင်ငံတွေမဟုတ်ပါဘူးလက်ရှိထိုင်းပြည်ဘုံမီဘောဟာကျွန်တော်တို့ Allow media တင်ခဲ့တဲ့ Rama Minzet ရဲ့10ဆက်မြောက်ဘယင်ဖြစ်ပါတယ်ဒါကြောင့်ထိုင်း Minzet တွေအခုချိန်ဒီထိုင်းဘယင်ထီနန်းဟာမြန်မာနိုင်ငံအပေါ်မှာ aggressive policy လို့ခေါ်တဲ့ရန်လိုတဲ့မူဝါဒကိုလုံးဝမချရဲပါဘူးဟိုသူ့သားကိုမြောက်လို့ပါလို့အကောင်တစ်ကောင်ပဲရှိတယ်အိမ်ရှိမင်းသားဆိုတဲ့ကောင်အဲ့ဒီကောင်ကတော့နည်းနည်းရန်ဖြစ်ချင်တယ်သူကတော့ Handu Man နဲ့ဆက်ကြလာတဲ့အခါကျတော့တို့တော့ကျွန်တော်တို့တွေဒီဒါပေမဲ့ယိုရီးယားရောက်တော့ကျွန်တော်မာချမ်းမြန်မာလူငယ်လေးတွေပြောကျွန်တော်တို့တိတ်ပြီးဖတ်ပြီးတော့ငိုတာကျွန်တော်ကဘန်ကောက်ထက်ကြော်ပြီးမရောက်ဘူးမဟာချိုင်မှာအလွန်အနိုင်ကျင့်ခံရတာအဲ့ဒီကျွန်တော်တို့ကိုအာဃာတတွေတို့မှရှိတယ်ကိုယ့်ဘာသာကိုဖုန်းနံပါတ်မှတ်ထားတယ်နောက်ဆုံး3လုံးကိုခြံဖျဲပြီးတော့ချဲကနန်းဆိုပြီးကျွန်တော်တို့မြန်မာလူမျိုးကိုဖမ်းတာကျွန်တော်တို့လူမျိုးတွေကအဲ့ဒါလို့အမျိုးမျိုးအဖုံဖိနှိပ်ခံရတယ်ကျွန်တော်တခုပဲသူ့ကိုသူတို့ကိုကျွန်တော် motivate လုပ်ခဲ့တယ်အားတင်ထားပါဒါ Allow media ခေမဟုတ်ဘူးအဲ့ဒီအတွက်နည်းနည်းတော့သိခံပါ Allow media ခေဆိုတော့ဒီကောင်တွေခေါ်ပြီးပါရိုက်လို့ရတယ် Allow media ခေမဟုတ်ဘူးတိုးတော့ကျွန်တော်တို့ကလှုပ်စေချင်တာတော့အခုလဲထိုင်းနေကျွန်တော်တို့နိုင်ငံလာလို့ပါတယ်ဖြစ်စေချင်တာတော့ကျွန်တော်တို့ကစိုက်ကားလောက်ခေါ်နှင်းကိုင်းစင်တာကိုယ့်အခြေအနေနဲ့မတက်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့မြန်မာလူငယ်တွေတိတ်တနာဖို့ကောင်းတယ်နော်ထိုင်းနိုင်ငံမှာမြန်မာ6တန်းလောက်ရှိတယ်လူဦးရေတန်း60 10% ရှိပါတယ်ကျွန်တော်စိုက်ကားလောက်ခေါ်နှင်းကိုင်းနေတယ်လို့ဟာတလေးပြောတာနော်သူတို့တွေလက်ကုပ်မတီးနိုင်ဘူးမျက်ရည်တွေကျတယ်ကျွန်တော်ပြောရင်းနဲ့ပြန်ကိုကြတာတကယ်မျက်ရည်တွေကျတယ်ကျွန်တော်တို့ကဗဇက်ထဲမှာထိုင်းတွေကိုစိုက်ကားလောက်ခေါ်နှင်းကိုင်းနေတာလို့ပြောသူတို့မျက်ရည်တွေကျတယ်သူတို့ဘယ်လောက်ထိရင်ထဲမှာသူတို့တွေဖိနှိပ်ခြင်းခံထားရလဲဆိုတော့အဲ့တော့ဒါတွေဟာထိုင်းနဲ့မြန်မာဆိုတာတစ်လူမျိုးလဲကွာတာမဟုတ်ဘူးနိုင်ငံလဲကွာတာမဟုတ် resource လဲကွာတာမဟုတ်ကျွန်တော်တို့ရဲ့ system စီမံခန့်ခွဲမှုမြန်မာနိုင်ငံဒီနှစ်ပေါင်းများစွာညံပြင်းခဲ့တဲ့အတွက်ကျွန်တော်တို့တွေသူများအိမ်မှာကိုယ့်သားသမီးတွေကကျွန်သွားလုပ်နေရတာဖြစ်ပါတယ်မြန်မာနိုင်ငံဟာ1960ဗိုလ်ချုပ်နေဝင်အာဏာမသိမ်းမီချင်းဟာအာရှမှာရှမ်းတောက်ခဲ့တဲ့နိုင်ငံဖြစ်တယ်ဘာလို့အောက်ကိုထိုးဆိုင်သွားလဲလင်းတိုင်းရောက်တော့နည်းနည်းပြောပါတယ်အောက်ဆိုင်တွေယူတာများသွားလို့အောက်ကိုများစိုက်ကြသွားတာလားပေါ့လေဒါလည်းပြန်စဉ်းစားစရာတစ်ချက်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လူငယ်တွေလက်ထက်မှာဒါတွေမရှိဘူးဒါသမရာကြီးဦးသိန်းစိန်လက်ထက်ကိုပြောတာမဟုတ်ဘူးเนาะကျွန်တော်အရင်ခေတ်တွေကိုပြောတာအဲ့တော့ကျွန်တော်တို့တွေဟာထိုင်းကိုမြန်မာဘာလို့မရှိနိုင်လဲတစ် system မကောင်းလို့ဖြစ်ကျွန်တော်ဘိုးလုံးတော့မှုတ်လို့ရမယ်เนาะနေပြီးတော့ဆိုတော့တော်ကြနေကြရင်ဘိုးလုံးမှုတ်တော့လွတ်တော်နည်းနည်းဆန်နေနဲ့ခွန့်လို့စေချင်ပါတယ်နေပြီးတော့နဲ့နေတော့လေတော်ကြနေမတ်တက်တွေဘာတွေထားရပြီးတော့ဒီနေ့စေမော်ကဆင်းမှုများအစီအစဉ်ရှိပါသလားတွေပါမေးမှဆိုလို့ပါ